ငါသမင်းလေးကျွေးလို့ရတာပဲအဲ့တော့လိန်ကိုင်းနေရတဲ့လူတွေဆိုရင်ခုနသူတို့အရင်တော့တနာတယ်ခုနမတနာတော့ လေနော်တကယ်တော့ဂျပန်ခိုင်းရှာမှာအလုံးဝင်ဖို့ဆိုတာဂျပန်စကားတစ်မျိုးနဲ့မရဘူးလေနော် ကြံခဲ့တာပေါ့ ဘလို့ဘယ်ဟာကအဓိက key point လဲပေါ့နော်ကျွန်တော်ကိုယ်တိုင်တော့မလုပ်ဘူးဆိုရင်လုံနေတဲ့သူတွေကြည်တာမှာဆိုရင်အခုလိုမျိုးဒီဘက်မှာကြောင်းတက်တယ်ပြန်တယ်ဒီဘက်မှာကြောင်းဖွင့်တယ်ဆိုတာကဒါ pattern တစ်ခုအနေနဲ့ရှိတာဆိုတော့ဒါပေမဲ့အခုလိုမျိုးကြောင်း14ကြောင်း15ကြောင်း16ကြောင်းလို့ရသွားတာကဘာကြောင့်လဲပေါ့နော်ဘာကြောင့်လို့ကိုထင်တယ်လဲပေါ့ဒီနေ့အဲ့လောက်ထိလုပ်လို့ရတယ်ရှိတာမရှိကျွန်တော်လည်းသိချင်မှမသိဘူးဆိုတော့ကျွန်တော်လည်းကိုယ်နဲ့သိမှသာဒီ West Coast လို့ပါလို့လည်းတကယ်အရင်တော့မသိခဲ့ဘူးဒါပေမဲ့စကားနားထောင်လိုက်တဲ့အခါမှာ14ကြောင်း15ကြောင်းဖြစ်နေပြီ15ကြောင်းလည်း4 5 6တောင်း4တောင်ပေါ့နော်ခဏပြောတဲ့ဟာ9တောင်ရှိတော့နေတော့မယ်ဆိုတဲ့ဟာမှာတခြားသူတွေနဲ့ကိုယ်နဲ့ဘာအဓိကဘာကွာတာလဲပေါ့နော်ခုနကပတ်စံကတော့ဟုတ်ပြီပေါ့နော်စတော့ဟုတ်ပြီပေါ့နောက်ထပ်ဘာကွာသေးတာလဲthis year နဲ့ဘာလို့လဲဆိုတော့ ဘာလို့အဲ့လိုထိလုပ်လို့ရသွားလဲ အခုပြောသလိုပဲဒီလုပ်ငန်းကိုခုနောက်ဖြစ်မှာမြန်မာလူမျိုးတွေလည်းအများစုလိုက်လုပ်နိုင်တယ်ဆိုတော့အဲ့လောက်ကြည်ပြန့်ပြန့်ကြီးသွားနိုင်မှုရှိတော့ရှိတယ်ဆိုပေမဲ့လက်ချိုးရည်လို့ရတယ်လေနော် business partner ကျွန်တော်မှာဟို site တို့ဆန်နဲ့ချိတ်ဆက်တယ်ဆိုတာပြောတယ်အဲ့လိုချိတ်ဆက်ပြီးတော့လုပ်တဲ့လူတွေရှိတာပဲဆိုတော့ဒီက site တို့ဆန်ကြောင့်အဲ့လိုဖြစ်တာလားဒါမှမဟုတ်ရင် site တို့ဆန်ကြောင့်လည်းပါလိမ့်မယ်ဒါပေမဲ့နောက်တစ်ခုအခုဘက်ကတော့ဘယ်လိုမျိုးလဲပေါ့ဒါနောက်တစ်ခု match ကဘယ်လိုဖြစ်သွားတာလဲပေါ့နော်အဲ့လိုမျိုးတွေသတိထားပြီးလားကိုကဆရာကိုအောင်မြင်ခြင်းရဲ့လျှို့ဝှက်ချက်ဆိုတာကိုဆရာပြောပြပါမလားအဲ့တော့ချက်တည်တယ်အဲ့ဒါလိုက်လို့လေဖြစ်ချင်မှဖြစ်မှာဆိုတော့အမှန်ဆိုတော့တခုလည်းမဟုတ်ဘူးဟုတ်မျိုးရှိတယ်မှာဟောလို့ရတယ် reference တစ်ခုအနေနဲ့ဟုတ်သူတို့ဒါမှမဟုတ်အဲ့ဒါကသူများတွေကလည်းလိုက်လို့နေရတယ်ဖြစ်အောင်ဖြစ်နေဒါပေမဲ့သူများတွေတော့လည်းအောင်မြင်အောင်အောင်မြင်မှာဆိုတော့လေအဓိကပေါ့ဘာလဲပေါ့နော်ပတ်စံကတော့ခဏဟုတ်ပြီပေါ့နော် connection ကလည်းဟုတ်ပြီပေါ့ခုနပြောသွားတဲ့ထဲမှာဆိုရင်ပါတနာရွေးတယ်ဆိုတဲ့ဟာလည်းဟုတ်ပြီပေါ့နော်ဒါပေမဲ့အဲ့ဒါတွေအားလုံးပေါင်းတဲ့ဟာမျိုးပဲလားဒါမှမဟုတ်နောက်ထပ်ဘာရှိသေးလဲပေါ့နော်အဲ့ဒါတွေပါပဲဆိုပေမဲ့တွေးတဲ့အတွက်ခုနကမစ္စတာဆိုင်တိုကြီးပေါ့နော်ဆုံးသွားချပါပြီကျွန်တော်ဒုတိယအဖေလို့လည်းပြောလို့ရတာပေါ့နော်သူ့ရဲ့စကားတွေလည်းပါတယ်လို့ကိုတကယ်အဖေရေးမေရင်ရဲ့စကားတစ်ချောင်းလုံးသူတို့နဲ့အတူနေလေသူတို့ရဲ့စကားတွေလည်းပါခဲ့တာပေါ့နော်အဓိကအလုပ်တစ်ခုလုပ်ရင်ငွေကြေးနောက်မှစဉ်းစားအလုပ်တစ်ခုအောင်မြင်အောင်လုပ်အဲ့တော့ဘလောက်အောင်မြင်နေနာမည်ကောင်းမကြံရင်လူသေးနေရတယ်အောင်မြင်မှုကဘာအဓိပ္ပာယ်မှမရှိဘူးဆိုတဲ့စကားတွေပေါ့နော်ဆိုတော့ဘယ်လုပ်ကျွန်တော်စဉ်းစားလိုက်တာကပတ်စံနောက်မှာပတ်စံမရလို့ရလားဆိုမရဘူးဒီပတ်စံရမှာပတ်စံမရှိဘာမှလည်းလုပ်လို့မရဘူးကိုလည်းပဲအကျိုးမြတ်ထိုက်တဲ့အကျိုးမြတ်ရှိရမယ်တခြားလူအတွက်လည်းအဲ့ဒီဟာနဲ့တန်အောင်ပေးနိုင်ရမယ်ဆိုတဲ့ဟာတစ်ခုပေါ့ဆိုတော့စဖွင့်တော့ကတော့ရန်ကုန်မန္တလေးကျောင်းပေါ့နော်ရန်ကုန်ကျောင်းကအောင်မြင်တယ်မန္တလေးကျောင်းကမအောင်မြင်ထုံးစံတိုင်းမှာကျွန်တော်တို့မန္တလေးကနိုင်ငံသားဆိုရင်သိပြီးအားပေးတာမဟုတ်ဟုတ်တယ်ကျွန်တော်ဝန်ထမ်းတွေဆိုတော့ဘူဆိုးသေးတယ်မသွားချင်ဘူးဟုတ်လားခုမှသာအဲ့တော့ရန်ကုန်ကအောင်မြင်တယ်ဆိုတော့ရန်ကုန်မှာစပြီးတင်လိုက်တာက2008လောက်ထိကျွန်တော်ကရန်ကုန်မှာပဲရုံးချုပ်လုပ်ပြီးတော့ရန်ကုန်မန္တလေးတွဲပြီးတော့ဖွင့်ဖြစ်တာပေါ့နော်အဲ့တော့ဖွင့်နေဆိုတဲ့အချိန်မှာလေစီဒနာတစ်ခုကတော့ရင်းခံရတာပေါ့အဲ့ဘာလဲဆိုတော့ကျောင်းပို့ရင်ကျွန်တော်စာတင်တာနံပါတ်1စာတင်တယ်စာတင်တဲ့အချိန်မှာလည်းပဲဒီဘူးတုဒအကုန်ပေးတယ်ပေါ့ပြီးရင်ကျောင်းပို့တယ်နိုင်ငံသားကိုလိုက်ပို့တယ်ကျွန်တော်ကိုယ်တိုင်လိုက်ပို့ပေးတယ်လိုက်ပို့ပေးရတဲ့အကြောင်းရင်းကကိုတော့ကလည်းပဲဒီတိုင်းနဲ့စစ်တင်ငယ်နားတင်ငယ်နဲ့ရောက်လာဘာမှမသိဘူးပြဿနာပေါင်း16000ပြီးကြရင်ဘယ်လိုပြောမလဲယထာလက်မှတ်တောင်ကတ်လေးနေလေမဝယ်တတ်ခဲ့ဘူးမဝယ်တတ်အောင်တင်မဟုတ်ကျွန်တော်တို့အဲ့တော့ဘာပြောမလဲရွာသားတွေပေါ့နော်မြန်မာပြည်လာတဲ့ကောင်အဲ့ဒီရထားလည်းမဟုတ်ဘယ်အပေါက်တက်ထည့်ရမှာကိုမသိရလေဟုတ်ကျွန်တော်တကယ်လာတယ်အဲ့လိုတစ်ခုကထည့်တယ်ဝယ်သွားတာနောက်တလဲရအောင်လားထည့်တယ်ရမှာဟုတ်တယ်ဘယ်ပေါက်ကထည့်ပြီးတော့အဲ့ဒီ system ကြီးကကိုရီအတွက်ထူးဆန်းတယ်ရာလုံးကကိုရီအတွက်အသိစိတ်ဘာမှမသိနေရလေအဲ့ဒီ Saito family ရဲ့ကျေးဇူးကြောင့်တော့ကျွန်တော်ကရက်တီလို့ရနေခဲ့တာပေါ့နော်သူကတာသမီလိုပဲအကုန်လုံးလှုပ်ပေးခဲ့တာဆိုတော့အလုပ်လည်းပဲသူတို့ပေးတာပဲစသရောက်ကတော့တစ်ဆက်အောင်မှာအလုပ်ပေးတစ်ဆက်အောင်မှာအလုပ်လုပ်ခဲ့ရတာပေါ့နော်ဒါပါဘူးခန္ဓာရှိမို့သူတို့လုပ်မယ်ဆိုရင်အဲ့တော့အဲ့ဒီဒုက္ခတွေမကြုံရအောင်ကျွန်တော်လိုက်ပို့တယ်ရန်နီချီတက်ဆူအကုန်လုပ်ပေးတယ်ဗန်နီယာအစအကုန်လုပ်ပေးတယ်ပြီးရင်သူတို့အဆောင်တွေအတွက်အကုန်စီစဉ်ပေးတယ်ပြီးရင်အလုပ်ပါသူတို့အတွက်အန်တီဖြစ်အောင်ရှာခဲ့ပြီးမှကျွန်တော်နှွားပြီးပြန်ဒါကကျွန်တော်ចောင်းစပို့ကြတဲ့အလုပ်တဲ့အလုပ်ဆိုတော့အဲ့ဒါနဲ့2018ထိဆိုတော့တဖြည်းဖြည်းချင်းအဲ့ဒီဝန်ဆောင်မှုကဟိုမြန်မာပြည်မှာဘယ်သူမှမလုပ်နိုင်တဲ့ဟာတခုကျွန်တော်လုပ်ပေးနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ယုံကြည်မှုပုံများလာတယ်
ယုံကြည်မှုပုံများလာတယ်အဲ့တော့ကျောင်းသားယုံကြည်မှုတဲ့ဆိုင်အဲ့ခေတ်ကဘာလဲဆိုမိဘတွေယုံကြည်မှုအဲ့တော့ဒီကျောင်းနဲ့သားဆရာကိုယ်နဲ့လိုက်ပို့တာဟိုမှာအလုပ်ပါရှာကြီးမှဆရာပြန်လာတာငါသားအဲ့လိုသွားတာငါသမီးအဲ့လိုသွားတာနုသားသမီးသွားခြင်းအဲ့လိုတိုင်သွားဆိုတဲ့ဟာကလူရဲ့တယောက်ကနေတယောက်ကပြောတဲ့ဟာကယုံကြည်မှုပိုခိုင်လာတဲ့အချိန်မှာဘာတွေဖြစ်လာလဲဆိုတော့အဲ့ဒီ2008မှာလေဒီဂျပန်က CEO ကြီးကလေကြက်လာဟုတ်တော်တော်များရောက်တော့ပြဿနာပေါင်း1600တက်ကြတာပေါ့နော်ကြက်လာတယ်2019 2019 2020လောက်မှာကြတော့ဟို0ချိကိုက်တောင်ဖြစ်တာ CEO ကြီးအောင်ချက်တည်းအဲ့တော့2019လောက်မှာစမှာဟုတ်အဲ့ဒါနဲ့အဲ့ဒီမှာဖြစ်တော့ကျွန်တော်ကကိုCEO ပြကြတော့ပြန်တင်လို့လည်းမရအောင်အဲ့ဒီခေတ်မှာပြန်တင်လည်းပြန် reject ထိတာငါကြောင့်တောင်းသားတွေ reject ထိရင်သူတို့ကတယောက်ချင်းထိရင်တယောက်တည်းပဲစိတ်ဆင်းရဲကိုကလူတရားတင်နိုင်လူတရားသာစိတ်ဆင်းရဲရတယ်မခံနိုင်ဘူးစိတ်ဆင်းရဲမှာဘာနဲ့မှလဲလို့မရဘူးစားမရအိမ်မရပြန်တင်ပေးလို့မရအိမ်လာပြီးတငိုတေယိုယိုတွေလှုပ်ဆိုတော့တော်ပြီငါဒီဒုက္ခကြီးလောစင်ငါမခံနိုင်ဘူးဆိုပြီးတော့တစ်နှစ်ခွဲလောက်ကျွန်တော်ကြောင်းပို့တာနားလိုက်လုံးဝမပို့တော့သူများတွေပို့တာသူများတွေကြောင်းနေပဲသွားငါအဲ့ဒီဟာငါကြောင်းတော့ဒုက္ခတွေဘယ်သူမှမများစေချင်ဘူးဂျပန်နိုင်ငံပြောင်းလဲတည်ငြိမ်မှပဲငါပြန်ပြီးတော့လှုပ်မယ်ဆိုတော့ဒါပေမဲ့ဒီကြောင်းပို့တဲ့အလုပ်ကိုနားလိုက်တဲ့အတွက်ငါဘာဆက်လုပ်လို့ရလဲလို့တွေးတော့ရှားနေရမှာကြောင်းနေဖွင့်လို့ရနိုင်တာပဲဆိုတာတွေးတာတစ်ခုရယ်နောက်တစ်ခုကမိဘတွေရဲ့ဟာစာသင်ချင်တာရန်ကုန်လည်းမပို့ရဘူးဆိုတော့အတွေးတွေကဘကုမှလာဖွင့်မှလားမော်လမြိုင်မှလာဖွင့်မှလားဆိုတော့တွေးတော့အေးငါလည်းဒါဒီလိုလေးငါလုံးလို့ရနိုင်တာပဲကျောင်းသားတွေအတွက်ဆိုပြီးတော့အစပြီးကျွန်တော်မော်လမြိုင်မှာစပြီးခွဲပြစ်တာ2018မှာမော်လမြိုင်မှာစခွဲပြစ်တယ်အဲ့တော့ဘာဖြစ်တာလဲဆိုတော့အဲ့မော်လမြိုင်ကလူတွေကအတွက်ဆိုရင်တော့ကောင်းတာပေါ့ရန်ကုန်လာတိတင်ကြမလို့မော်လမြိုင်တကြောကအကုန်လုံးအဲ့ဒီတင်းသားကြီးတို့မော်လမြိုင်တို့ဒဝဲတို့ဘက်ကနေတခြားလုံးကရှေးအဲ့အောက်ပိုင်းတကြောလုံးပေါ့နော်ကဒီလာပြီးစာတင်ကြမလို့မအေးအေးဆေးစာတင်လို့ရတယ်ဆိုအနေထားလေးကိုဖန်တီးပေးနိုင်တာပေါ့။ဘာဒီကနေတော့ပို့နိုင်နေဆိုတဲ့ဟာအနေထားလေးရှိတော့တောင်းသားလေးများတယ်။အဲ့တော့ဘာဖြစ်ပြန်ဖြစ်တာလဲဆိုတော့ဂျားတွေကဘကိုးကကြံတာ။ဆရာကအများစုကျွန်တော်ရန်ကုန်တောင်းသားဘကိုးတောင်းသားများတာ။ဆရာကကျွန်တော်တို့ကြကြော်ပြီးဟိုတောင်းတော့တောက်ဖွင့်နေဘကိုးကြဘာလို့မဖွင့်ရတာလဲဆိုပြီးတော့မိဘတွေကပြောကဲအားဆိုဘကိုးမှလည်းဖွင့်ပြမယ်ဆိုပြီးဘကိုးမှလည်း2019မှာဘကိုးမှဖွင့်ပြလိုက်တာ။အဲ့တော့စာသင်နေနေ2020ကျော်လောက်ကြတော့ဒီပြန်ပြီးတော့ပို့နိုင်လာတာပေါ့နော်ပြန်ပို့နိုင်လာတော့ချက်ပို့ရင်နဲ့တောင်းရတယ်တဖြည်းဖြည်းချင်းများလာတာပေါ့အဓိကကတော့ကိုလုတ်တဲ့အလုပ်ပေါ်မှာစေတနာထားတာရယ်ပတ်စံဆိုတဲ့ဟာတက်စားရင်ကိုကဘယ်လောက်လုံနိုင်လဲဆိုတဲ့ဟာတခုခက်ကတခုအရင်ပြချင်တာရယ်စေတနာအဓိကတော့စေတနာပါပဲအဖေတို့မေတို့အမြဲတမ်းပြောတဲ့ဟာကတော့ဘာလဲဆိုတော့ပီတီကိုစားအားကိုရှိနော်အဲ့တော့သူတို့တွေရောက်တိုင်းသူတို့တွေပြောနေကြရင်ဟိုအလုပ်တွေလုပ်ပြီးပတ်စံနေရနေကြရင်အဲ့ဒါကကိုမရလေပဲအဲ့မှာတခုပြောနေအလုပ်မှာငါပတ်စံရရမရသူတို့တွေအောင်မြင်နေသူတို့တွေပြောနေငါလည်းပြောတယ်ဆိုတော့စိတ်ကလေးကနေပဲတဖြည်းဖြည်းကြီးထွားလာတယ်လို့ထင်ပါတယ်စေတနာနဲ့ keyword နဲ့ဆိုင်ဒါဆိုဆရာစကားကိုမတုံးမဲ့လုပ်ကြည့်လိုက်တော့ဒီလုပ်ငန်းကနေငွေကြေးအကျိုးအမြတ်ရဖို့ကအဓိကဦးစားပေးမဟုတ်ဘဲနဲ့ဒီ Westco ပေါ့လေနော်ကိုအသုံးပြုခဲ့တဲ့ကျောင်းသူကျောင်းသားတွေအနေနဲ့ဒီထိုက်တန်တဲ့ဘယ်လိုပြောမလဲဝန်ဆောင်မှုပေါ့နော်တနည်းအားဖြင့် product ရဲ့ quality လို့ပဲပြောရမလားပေါ့နော်ဒါကိုပဲထိမ့်သိမ့်ပြီးတော့အဲ့ဒါကိုပဲဆက်ပြီးတော့ဒီဘယ်လိုပြောမလဲတန်ဖိုးရှိတဲ့ကျောင်းတစ်ခုဖြစ်အောင်ဖန်တီးတည်ဆောက်ခဲ့တယ်ဆိုတာကိုမှတ်သားရတာပေါ့လေနော်စေတနာနဲ့ plusဘယ်သူမှမလုပ်တဲ့ဟာကိုလုပ်ချင်တဲ့ဟာအဲဒီကတော့ကိုယ်တိုင်ကလည်းကြုံခဲ့တဲ့ issue လို့ပြောပြဿနာကဘာလဲဆိုတာသိနေတဲ့အခါမှာအဲ့ဒါတွေဖြေရှင်းပေးတိုင်းတကယ် simple ရိုးရိုးလေးပဲနော်ရိုးရိုးလေးလောက်ပါတာဟုတ်ပဲငွေကုန်ကြားတဲ့တန်မိုးထိုက်တဲ့ဟာဖြစ်ရမယ်ဟိုဈေးလျှော့ရမယ်လို့တော့ကျွန်တော်မပြောလို့ပါဘာဖြစ်လို့လဲဆိုတော့ပတ်စံမရဘဲတော့ဘယ်သူမှအလုံးမလုံးနိုင်ထိုက်တဲ့တန်မိုးလေးနဲ့ဟုတ်တယ်ပတ်စံရှိထိုက်တဲ့တန်မိုးလေးရှိရမယ်အဲ့အကျိုးမြတ်ရှိမှလည်းကိုကနောက်အလုပ်တစ်ခုတွေကိုထက်ချက်လို့ရမှာဖြစ်တဲ့အတွက်ထိုက်တဲ့အကျိုးမြတ်ရှိရမယ်စေတနာရင်းခံရမယ်ဘယ်သူမှမပေးနိုင်တဲ့ဝန်ဆောင်မှုမျိုးပေးနိုင်မယ်ရမယ်ဆိုတဲ့ဟာနဲ့သွားတာအဓိကအဲ့ဒီခေတ်မှာကျောင်းပို့တာဘယ်ကျောင်းမှလိုက်ပို့တယ်ဆို system ရှိကျွန်တော်ကြောက်ခုချိန်ကြီးပဲ
လိုက်ပို့တဲ့စစ်စရာကိုလုပ်နေအခုကျတော့အဲ့ဒါတွေဟိုမဖြစ်စရာမလိုတော့အောင်ကိုကဒီမှာ base ထိုင်လိုက်တာလေ base ထိုင်လိုက်တော့ဟိုဘက်ကနေပို့တယ်ဒီကနေကြိုတယ်လိုအပ်တာအကုန်လုပ်ပေးတယ်ဆိုတဲ့ system နဲ့ပဲသွားလိုက်တော့တာ ဟုတ်ပါပြီဟုတ် နင် စေတနာနဲ့ နဲကိုဘယ်လိုပြောမလဲပတ်စံရှိလို့ဒီလုပ်ငန်းကိုအကျိုးမြတ်ရဖို့လုပ်ငန်းတစ်ခုအနေနဲ့လုပ်တာမျိုးမဟုတ်ဘဲနဲ့ကိုတိုင်းចောင်းသားတယောက်အနေနဲ့ကြုံတွေ့ခဲ့ရတဲ့ဒုက္ခတွေကိုနောက်လူတွေကိုဒီလိုမျိုးမကြုံရအောင်ဆိုတဲ့နဲဒီလက်တွေ့ဘဝကနေ လာတဲ့ဆိုတဲ့ပုံစံမျိုးကြောင့်ပေါ့လေနော်ဟုတ်ကဲ့ပါခင်ဗျာ ဟုတ်ဆိုတော့နောက်တစ်ခုပါဟုတ်ဆိုတော့မှာအခုဆိုတော့ကိုကဒီကျောင်းသူကျောင်းသားကိုတိုင်းကလုပ်ခဲ့တဲ့ပြဿနာတွေသိခဲ့တယ်အဲဒါကိုတိုင်းလည်းကျွန်တော်တင်မောင်းတဲ့ဆင်မျိုးကကိုတိုင်းတင်မောင်းရမောင်းတက်နေပြီဟုတ်ကျောင်းသားမြန်မာပြည်လူတွေကိုတင်မောင်းပေါ်တင်ပြီးတော့ပဲ့ကင်ပြီးတော့နင်းရောက်အောင်ဒီကောင်ပို့ပေးမယ်ဆိုတော့ဟုတ်ကဲ့ကျွန်တော်တို့ရွေးထားတဲ့ကောင်စဉ်ပဲ့ကင်ရှင်ပဲ့ကင်ဟုတ်ကဲ့ရှင်ဟုတ်အိမ်မတင်မောကြီးကိုမောင်းနေလာတဲ့ပဲ့ကင်ရှင်အတွက်အိမ်မှာတင်မောကြီးမောင်းနေပြီးတော့ပဲ့ကင်နေတာဟုတ်လောက်တော့ပေါ့နော်ဆိုတော့ခမဆိုတော့အဲ့မှာနောက်တစ်ခုပေါ့နော်သမိုင်းတစ်လို့ပြောတာကိုဒီ Facebook မှာလည်းတင်လာလွန်ခဲ့တဲ့ဒီ2024တုန်းကတင်လာရှိတယ်ပေါ့နော်မျိုးမျိုးလည်းအခက်ခဲဒီမှာလည်းထပ်ပြီးနောက်အခက်ခဲတွေထပ်ပြီးချလိုက်ကျွန်တော်ကြားထားတယ်ပေါ့နော်ကြားထားတဲ့ဒီခါမှာအခု2026ရောက်လာပြီပေါ့အကြောင်းအစ်နာမည်အစ်နဲ့လည်းနာမည်အစ်နဲ့လို့တော့မဲ့ခါမှာဆိုတော့ဘယ်လိုမျိုးအခက်ခဲတွေရှိပြီးတော့အဲ့ဒါကိုဒီနော်အဲ့ဒါတက်ပြီးတော့နည်းနည်းလေးပြောလို့ရတာပြောလို့ရတဲ့အကြောင်းအရာလေးတွေကိုချက်တော့ share လုပ်ပေးပါလားကျွန်တော်တို့လည်းသိရအောင်နော်ခုနကပြောသလိုပေါ့နော်လှုပ်ချင်တဲ့ဟာကကျွန်တော်သူများနဲ့မတူတာပါလဲဆိုတော့သူများနဲ့မတူတာလှုပ်ချင်တာဆိုတဲ့ဟာသူများမလှုပ်တဲ့ဟာလှုပ်ချင်တာဆိုတဲ့ဟိုဗီဇာလေးပါတာပေါ့ဘယ်သူမှမလှုပ်တဲ့ဟာကိုလမ်းလေးတစ်ခုဖောက်ပြီးတော့လှုပ်လိုက်ပြီးတော့အဲ့ဒါလေးအောင်မြင်သွားရင်ကိုဂျင်နဲ့တဲ့ဗီဇာရှိတာဆိုတော့အဲ့ဒါကအရင်ခံတယ်လို့ထင်ပါတယ်ဟုတ်ကဲ့အဲ့တော့ခုနကပို့တယ်လို့ခုနကစကားကိုပြန်ဆက်ရရင်နောက်ပိုင်းအဲ့လိုတွာလာတာပို့တာတွေကဟိုမလုပ်ချင်တော့တာ ਨੇ ကိုတိုင်းဒီဘက်မှာ base ထိုင်လိုက်ဖြစ်တယ်ပေါ့နော်ဒီဘက်မှာအခြေချလိုက်ဖြစ်တယ်ချလိုက်ပြီးတော့မြန်မာပြည်ကပို့တယ်ဒီဘက်ကနေပြီးတော့လက်ခံတယ်ကျောင်းတွေကိုမိတ်ဆက်ပေးတယ်ဆိုတဲ့ဟာလောက်နေတယ်လုံနေရင်းနဲ့ခေါင်းထဲမှာငါကိုတိုင်းကျောင်းဖွင့်ပြင်ရောဒီတက်ပို့ပြီးတော့ကောင်းတဲ့ဝန်ဆောင်မှုတွေကပေးနိုင်မှာမဟုတ်ဘူးလားဆိုပြီးစတွေးဖြစ်တာမော်လမြိုင်ကျောင်းဆောက်ဖွင့်တဲ့ပုံစံမျိုးဟုတ်တယ်သဘောကျတယ်ဟုတ်တယ်အဲ့တော့သဘောတရားအလိုလေးပေါ့အဲ့တော့ဒီဘက်မှာလည်းတစ်ခြားလုံးလှုပ်ခဲ့တဲ့ဒီပါတနာရှိတာဟုတ်ကဲ့အဲ့ကျောင်းရဲ့ပိုင်ရှင်ပေါ့နော်ဒါဒီကိုဘက်မှာကျောင်းကပြတ်သွားတာကျောင်းကပြတ်သွားတော့ဒီဘက်မှာလည်းသူကအဲ့ကျောင်းကလည်းပြန်ဖွင့်ကိုပြီးတော့ကျောင်းကပြန်ဖွင့်ကျင်တာဆိုတဲ့အချိန်မှာမင်းဒါနဲ့အတူလုံးမလားပေါ့နော်မင်းတစ်ကျောင်းကတစ်ကျောင်းလုံးရအောင်ဆိုသူ့ဘက်ကလည်းပဲဝမ်မီဝါကန်ဂျိုဆိုတာကိုလည်းအဲ့လိုလှုပ်ချင်တဲ့ဆန္ဒရှိတာโอเคအဲ့ဆိုရင်ဖွင့်ကြရအောင်ဆိုပြီးတော့ဒီကျောင်းလေးကျောင်းစဖွင့်ပြဖို့ချိန်ဖန်နေ့တိုင်းမီတင်တွေလုပ်ပြီးတော့လုပ်ဖို့ဆုံးဖြတ်ခဲ့ကြတာပေါ့နော်အဲ့တော့ကျွန်တော်ကဒီကျောင်းကိုကျွန်တော်တောင်းယူပြီးလုပ်လိုက်မယ်ကျွန်တော်ကျောင်းခင်ဗျာဆက်လုပ်ဆိုပြီးတော့ဒီကျောင်းဖွင့်ဖို့လောလောဆယ်ဆုံးဖြတ်လိုက်ကြတာပေါ့နော်ဆုံးဖြတ်လိုက်တော့လက်တွေ့စလုပ်တယ်ဆိုတဲ့အချိန်မှာပြဿနာပေါင်းကအများကြီးပဲအဲ့တော့ခုနစဖွင့်ကျင်ရတဲ့ရည်ရွယ်ချက်လေးကိုစပြောရင်ခုနပြောလို့ဘယ်သူမှမလုပ်တဲ့အလုပ်လေးကိုလုပ်ပြီးတော့အောင်မြင်မှုတစ်ခုကိုကိုယ့်အနေကိုငါဒါလုပ်နိုင်ခဲ့တယ်ဆိုတဲ့ဟာလေးတစ်ခုကိုဂျင်းနဲ့ကျင်အဲ့ဒါတစ်ခုနောက်တစ်ခုကျတော့ကိုကျောင်းသားတွေဘယ်လိုဈေးသက်သက်တာနဲ့ခေါ်လို့ရမလဲအဲ့တော့ခါပြက်နေတဲ့မြန်မာပြည်ပညာရေးငါဘယ်လောက်ထိငါဘယ်လိုလေးဆက်ပေးနိုင်ကောင်းမလဲပေါ့နော်အဲ့တော့ခုလက်ရှိနေထားတဲ့အများစုတက္ကသိုလ်တွေတက်ဖို့တက္ကသိုလ်ပညာရေးနဲ့အလံဝေးနေကြတာပေါ့နော်အကြောင်းမျိုးမျိုးကြောင့်အဲ့တော့ငါဒီဘက်ကိုကလေးတွေကိုခေါ်နိုင်တယ်ဆိုရင်သူတို့ဒီဘက်မှာအစင်းမြင့်ပညာရေးဆက်လက်လေ့လာနိုင်မယ်ပေါ့အဲ့တော့တခြားကျောင်းတွေပို့လို့မရဘူးလားပို့လို့ရတယ်ဒါပေမဲ့သူတို့ကိုဈေးသက်တာငါတို့လုံးမပေးနိုင်ဘူးအဲ့တော့ငါကျောင်းသားငါဖွင့်နိုင်တယ်ဆိုရင်ထိုက်တဲ့တက်တာတဲ့ဈေးနှုန်းနဲ့ပို့ပြီးတော့ကောင်းတဲ့ဝန်ဆောင်မှုတွေငါပေးနိုင်ရင်ငါမြန်မာနိုင်ငံလူတွေဘယ်လိုလဲပို့ပြီးလာနိုင်မလားဆိုတာတွေ့ပြီးတော့ခုလောလောဆယ်ဖွင့်လိုက်တယ်ပေါ့ဖွင့်ဖို့လှုပ်လိုက်တယ်ပေါ့နော်စီစဉ်ချက်ပြီးတော့ plan ဆွဲတော့ဘာတွေလုပ်ပေးမယ်လို့စဉ်းစားတောင်းလာကတော့ထုံးစံတိုင်းတက်နိုင်သလောက်တက်တောင်လုပ်မယ်အပြင်အဆောင်ကိုကျတော့ကျွန်တော်အလကားထားမယ်လို့တွေးကြတာအဆောင်6လရောက်လာချင်းကျောင်းသားတွေ6လ free ပေးမယ်အဲ့တော့အဲ့ဒါကိုစဉ်းစားတော့ကတော့အဲ့လောက်ထိပဲစဉ်းစားတာနောက်ပိုင်းငါဘာတွေးလာလဲဆိုတော့ငါထမင်းလေးကျွေးလို့ရတာပဲအဆောင်သူကျောင်းသားတွေကိုနှိလျှော့ပြီးတော့ငါထမင်းကျွေးမယ်ဟုတ်
ထမင်းနဲ့နက်ပေါ့ထမင်းနဲ့နက်ကျွဲနီးလေသားနေညသာဟိုထိုက်တဲ့နဲ့ဈေးနှုန်းလေးနဲ့တက်တက်တာတာကျွေးမယ်ဆိုရင်အခုမြန်မာစာငတ်တယ်ဆိုတဲ့ဟာလည်းမရှိတော့ဘူးပေါ့မြန်မာပြည်ကိုလွမ်းရလည်းအကြောင်းမရှိမြန်မာထင်းလေးအကုန်ရစေရမယ်ပေါ့ဆိုတော့ဟာဟိုမြန်မာဂျပန်ရောက်လို့စံစည်းတွေစားရမှာမစားနိုင်ဘူးဆိုတဲ့ဒီတက်ပေါ့နော်အဲ့လိုလေးလုပ်ပေးမယ်ဆိုပြီးလောလောဆယ်တော့ဒါဂျန်စီလိုက်တာပေါ့နော်ဒါကဟိုဘက်ကိုပေးမယ် service ပေါ့ဒီဘက်မှာရှိတဲ့ဒုက္ခကြတော့ဟိုတေမဲ့နဲ့မှာစစ်သေးဝင်ဆိုတယ်လို့မျိုးကျွန်တော်စလုပ်တဲ့နှစ်မှာဂျပန်နိုင်ငံရဲ့လဝကစီကနေစပြောင်းဟုတ်အဲ့တော့ပုံမှန်ကစဒီဟောင်းကကိုရီစဖွင့်ကြတဲ့ကနေပြီးတော့2023ထိကညီဟောင်းကကိုရီအားလုံးကလဝကလောက်ဟုတ်ကျွန်တော်စဖွင့်မှာ2024မှာလဝကလောက်ကနေပြီးတော့ပညာရေးဝန်ကြီးဌာနလက်အောက်ပြောင်းတယ်ဟုတ်အဲ့တော့ရှိသမျှနီလန်းနေအကုန်ပြောင်းအဲ့တော့အဲ့ဒီနေ့မှာတတ်တင်တော့စီကန်းနေလဲအကုန်ပြောင်းသွားတာဖြစ်တဲ့အတွက်ဟုတ်ပြီးကြတော့ပြဿနာမာတော့ရှိမရှိဟုတ်အကုန်လုံးကဖုန်းဆက်လို့လည်းမရဘူးမာတော့ရှိတတ်တွေ့လို့လည်းမရအားလုံးကအီးမေးလ်ကနေပို့သူတို့အီးမေးလ်ပြန်မလာမစင်စောက်ဆိုတဲ့ system နဲ့2024 2025လေးလပိုင်းမှာဖွင့်မယ်ဆိုရင်2024ကစတင်တာ2025လေးလပိုင်းမှာဖွင့်မယ်အစီအစဉ်နဲ့2024မှာစတင်လိုက်တာဟုတ်လဝကပြန်လာတဲ့အဖြေကဖြောဆိုင်39ကာတီကူလမ်မပြည့်စုံဘူးအဲ့တော့မပြည့်စုံရတဲ့အကြောင်းရင်းကလည်းပဲကျွန်တော်လောဘကြီးတာဘာလောဘကြီးလဲဆိုတော့ဒီငုံကအကြောင်းဒီမှာကသူကရှင်းရှော့ကူကိုစ်နဲ့ရှင်းကကူကိုဆိုနှစ်ခုရှိတာအလုပ်ဆောင်နေတာရဲ့နောက်နီဟိုကပြီးရင်အလုံးဝင်မလားနဲ့နီဟိုကပြီးရင်ကျောင်းဆက်တက်မလားဆိုတော့ဆက်သွားမလားဆိုတော့နော်အဲ့တော့တွေးတာကိုလူတွေအတွက်ပါကွာတွေးတာဆိုတော့ပုံမှန်ဆိုရင်ရှင်းကကူကိုစ်ပဲကျောင်းတွေကခင်းကြတာကိုကနီဟိုကပြီးရင်အလုပ်တန်းပြီးတော့လုပ်ချင်တဲ့လူတွေအတွက်ပါစဉ်းစားလိုက်တော့ရှူကတ်ဆိုကိုစ်ပါရှူရှော့ကိုစ်အဲ့ဒါပါထည့်ပြီးတင်တာဟိုထပ်ပြီးပြောရရင်ဖေမနာမဲ့ပဲကျင်းစားပါခေတ္တကြတော့လေကျွန်တော်တို့ညီမကိုတက်ခဲ့တော့ကလေရှင်အာနော်ဂခုကိုစုပဲရှိတာကျောင်းမယ်ဆဲမွန်ဒိုင်ဂခုဆက်ကူမာလာပေါ့လေနော်ဆဲမွန်ရောက်တော့မှဒါလေရင်ဒါရှူရှိုခုကိုစုကထပ်လာတာဒါပေမဲ့ဒါဟိုဘယ်လိုပြောမလဲဒီနီဟွန်ကီဂီယိုတွေမှာအလုံးဝင်နေတဲ့လူတွေဆိုလဲဒါတည်တာတယ်ပေါ့လေနော်တကယ်တော့ဂျပန်ခိုင်းရှာမှာအလုံးဝင်ဖို့ဆိုတာဂျပန်စကားတစ်မျိုးလေးနဲ့မရဘူးလေနော်မန်နာဆလို့အဝိစားအစုံနောက်ထိုင်းမုံထိုင်းလေးတွေဒါမန်နာဒါတွေကိုအသေးစိတ်ဒီဒီကြကြတင်ပြီးမှသာလင်းတော့မှာဆိုတော့ဒီကရှူရှော့ခုကိုစုကလည်းတုံယုံတန်ယုံပြင်ဆင်မှုနဲ့တော့ဂျပန်ဆိုရခွန်ပြူမှာမဟုတ်တော့ဘူးနော်အဓိကခုနဂျပန်လာတဲ့အချိန်မှာနောက်ပိုင်းအလုံးနဲ့လာကြတာတော့ပတ်စံရှာခြင်းတဲ့လူလည်းလာကြတယ်ကျောင်းနဲ့ပညာသင်တင်လို့လည်းလာကြတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်နီဟွန်ကကိုကဂျားထဲမှာခံထားတာဒီအကောင်းဆုံးပဲလို့ကိုကတွေးထားတာဘာဖြစ်လို့လဲဆိုတော့ဓာတ်ရိုက်အလုံးနဲ့လာရင်ဒီပြဿနာတွေအများကြီးလေနော်ဆိုတော့ဒီနီဟွန်ကိုဖြတ်သွားမယ်ပြီးကြရင်အလုံးဝင်မယ်ဆိုတဲ့ဟာတခုထားထားရင်ပတ်စံရှာခြင်းတဲ့လူတွေလည်းအဆင်ပြေတယ်လို့တွေးထားတာဖြစ်တဲ့အတွက် post နှစ်ခုလုံးတပြိုင်တည်းတင်တာအဲ့ဒီမှာဒီရှူရှော့ကူကိုစ်ကကျော်ဆိုင်39ဆိုတဲ့ဟာနဲ့ဆက်တင်မလားခဏရက်ထားပြီးတော့အဲ့ဒီစာရွက်ကိုဖြည့်မလားဆိုပြီးတော့ဟာမေးဝင်လာတာပေါ့နော်အဲရှီမဲကီစုကမိုင်လုတ်တာပဲနော်လုတ်ချတာရှီမဲကီစုကမိုင်မှာလာတင်တော့လာပြီးတော့ပြောတော့ဘာလုပ်လို့များလားဆိုခဲအဲ့ဒါဆိုရင်ဒူရီစာကပြန်လုပ်မယ်နောက်တနေ့ပြီးတော့ကျောင်းကတနေ့ကို2ချိန်ပဲတင်လို့ရတယ်2ချိန်ပဲနေရတာတော့ဟိုလိုအချိန်ဒီခေါက်တော့ယူကျင်တော့တနေ့2ချိန်မှကျွန်တော်တနေ့မာရုအချင်းနဲ့ပြန်ယူပြီးတော့2026 10လပိုင်းအတွက်ဆိုပြီးတော့အခုဒီ4လပိုင်းမှာကိုတင်ထားပြီးတင်ထားပြီးသွားပြီဆိုတော့အဖြေတော့ထပ်ဆောင်ကြည့်ရမှာပေါ့။ဒါထဲမှာတော့ခက်ခဲတွေကတော့အများကြီးပဲ။အဲ့တော့တောင်ဖွင့်ဖို့ဆိုရင်ဒီတောင်အုပ်ရဲ့ဆက်ဆက်မလိုက်ရှာပါနော်။ဟုတ်တယ်။တောင်အုပ်ရဲ့ဒီဂျင်းချုပ်ချောပေါ့ခေါ်မှာပေါ့နော်။ဒီအောက်ကရုံအုပ်ကြီးရဲ့နောက်ဒီနေရာတွေကအဲ့ဒီတခြားလုံးကပတ်စံပေးထားရတယ်ဆိုတော့ခက်ခဲတွေပေါ့။ဝန်ထမ်းတွေကမခံထားလို့လည်းမရဆိုတော့အဲ့ဒီခက်ခဲတွေဘာမှမဟုတ်စာအုပ်တုပ်ကျန်တဲ့ပြဿနာနော်လောလောဆယ်တနစ်ကျော်လောက်ထပ်ဆောင်လိုက်ရမှာပေါ့နော်ဒီ2026 4လပိုင်းမှာတော့အိမ်မက်လေးတွေအကောင့်ထဲပေါ်မလားပေါ့ထပ်တော့ဆောင်ကြည့်အောင်ဟုတ်ဒီလပိုင်းမှာထွက်တော့မယ်ဆိုတော့နော် approve ပဲဟုတ်တယ်4လပိုင်းမှာတည်ရ4လပိုင်းမှာတည်ရ4လပိုင်းတည်ရင်6လ4လပိုင်းဆက်ပြီးလက်ခံလို့ရတယ်ပေါ့မရဘူးနောက်ထပ်ဒါ
ရှင်းအကြောင်းတစ်ပေါ့နော်အကြောင်းတစ်တွေကပုံမှန်ဆိုရင်တော့တစ်နှစ်ကိုပုံမှန်အကြောင်းတွေက၄ချိန်လက်ခံလို့ရတယ်တစ်လပိုင်းရဲ့9လပိုင်းရဲ့တစ်လပိုင်းရဲ့4လပိုင်း9လပိုင်းရဲ့10လပိုင်း၄ချိန်ဒါပေမဲ့အကြောင်းတစ်ကတစ်နှစ်ကို2ချိန်ပဲလက်ခံလို့ရတယ်ဆိုတော့ဒါ4လပိုင်းနဲ့10လပိုင်းပဲလက်ခံလို့ရတယ်4လပိုင်းမှာအဖြေထွက်မှာဖြစ်တဲ့4လပိုင်းကမရဘူး10လပိုင်းမှာဆိုတဲ့တကယ်လို့အဲ့အကြောင်းကဒါတကယ်ကိုလုံနိုင်သွားခဲ့တယ်ဆိုလို့ရှိရင်တော့ဒါဆရာလည်းခုနကတော့မြန်မာဘက်ကလုံနိုင်သွားခဲ့တယ်လုံနိုင်ပါလေလုံတာတော့ဒီလျှောက်လုံးဒီတစ်ခေါက်ပြဿနာဖြစ်လဲပဲထပ်တင်အောင်ပါပဲဘာဖြစ်လို့လဲဆိုတော့ဒါကလုံချင်တာလေနော်ကိုအတွက်တည်းဆိုင်နောင်လာမဲ့သူတွေအတွက်ဘယ်လိုပြောမလဲလုတ်ပေးနိုင်တယ်ဆိုတာလေးတခုခြံထားခဲ့ချင်တာဖြစ်တဲ့အတွက်မရမကတော့ဆက်လုံနေအောင်ပါပဲဒီမြန်မာចောင်းသားတွေအတွက်ကတော့လုံးဝကိုပဲဆရာပြောသွားတဲ့ခုန offer တွေရောကြီးလိုက်တယ်ဆိုလို့ရှိရင်အစင်ပြေတယ်ပေါ့နော်အဲ့ဒါကလေကျွန်တော်ဒီမှာစိတ်ဝင်စားတာကမြန်မာចောင်းသားတွေရင်ရည်ရွယ်တာလားဆရာအဲ့လိုចောင်းဖွင့်သွားရင်ရောတခြားနိုင်ငံចောင်းသားတွေရောထည့်အောင်ပါလားလာဝကရဲ့တမတ်ချက်အရာမထည့်လေရတယ်မြန်မာတွေပဲတည်တံ့ခေါ်လို့ရတယ်ဒါပေမဲ့တွေးတာပေါ့နော်မြန်မာတွေပဲခေါ်ရင်အကုန်မြန်မာတွေဆိုရင်မြန်မာလိုပဲပြောကုန်ကြမှာအဲ့တော့ဂျပန်လာပြီးတော့ဂျပန်လာတင်းနေရဆိုရင်အင်းကြီးပျောက်သွားနိုင်တယ်ဆိုတော့အာရုတေးတို့ဒီတခြားနိုင်ငံသားတွေလည်းထည့်ဖို့ကတော့ percentage ရပြောရင်၄ပုံပဲ၃ပုံပဲ1ပုံလောက်တော့နိုင်ငံသားထည့်မယ်ပေါ့ကျန်တဲ့2ပုံကတော့မြန်မာပဲပါမလားဆိုပြီးတော့စဉ်းစားထားတယ်နည်းဘယ်လောက်လက်ခံလို့ရမလဲထောင်းတစ်ဆိုရင်100အထိ100လက်ခံ session တစ်ခု100ဆိုခုနကစုပေါင်းတစ်နှစ်ကို100တစ်နှစ်ကို100ဆိုတော့4လပိုင်းမှာ60လက်ခံရင်10လပိုင်းမှာ40လက်ခံဘယ်နှစ်ပဲတာနှစ်တက်နှစ်တက်မယ်ဆိုမဲ့တစ်နှစ်ကို100ဆိုတော့ဒီအเจ้าမှာက200ကအမြဲရှိမယ်ပေါ့100ပဲရှိလို့ရပထမဟုတ်တယ်အဓိက2နှစ်လုံးစဖွင့်ရင်2နှစ်က100ပဲရမှာ2နှစ်ပြီးတော့မှ sorry 10လပိုင်းမှာစဖွင့်နေဆိုရင်2နှစ်တော့မဟုတ်ဘူးပေါ့နော်10လပိုင်း1နှစ်နဲ့6လပြန်ဖြစ်တဲ့အတွက်1နှစ်6လကတော့လူ100ပဲလူ100ပဲအဲ့ဒါတွေစုစုမျိုးပြီးသွားရင်လွတ်သွားတဲ့နေရာကိုပြန်လက်ခံလို့ရတယ်အဲ့လို rotate က2နှစ်ခွဲလောက်ထိ2နှစ်3နှစ်လောက်ထိကတော့100နဲ့ပဲ run ရမှာဟုတ်အဲ့4နှစ်မြောက်ဆိုရင်တော့နောက်ထပ်50ထပ်တိုးလို့ရတယ်သူတို့ရဲ့စနစ်ကအတိုင်းပဲဖြစ်နေတယ်ဂျပန်တောင်းစီရလို့ပဲပြောရမှာပေါ့နော်ကနဦးအစမှာနိုင်နေတဲ့လူဦးရေကိုအရင်လှုပ်ဆိုတဲ့ပုံစံကိုပြထားပါဟုတ်တယ်နော်မခက်ခဲရတော့အများကြီးပေါ့နော်ဒီဘာမှမသိဘူးကိုမြန်မာပြည်ကအကြောင်းဖွင့်တဲ့လောက်နဲ့ရနိုင်တယ်လို့ပေါ့လေးတွေးလိုက်တဲ့ဟာကသူတို့ရဲ့စီကံတင်ကြမှုတွေကိုတန်းစီပြီးမြင်ရတာပေါ့ပုံမှန်အကြောင်းဖွင့်ဖို့ဆိုလာစစ်တာကတော်လာဝကပညာရေးဝန်ကြီးဌာနလက်အောက်ရောက်တာပညာရေးဝန်ကြီးဌာနလာစစ်မယ်ပေါ့ပြီးသွားပြီပေါ့ဘယ်ဟုတ်မလဲပညာရေးလည်းစစ်တယ်ကျန်းမာရေးလည်းဖြစ်တယ်လာဝကလည်းလာစစ်တယ်ရက်ကွက်ကလည်းစစ်တယ်မိတက်ကလည်းစစ်တယ်ရှိသမျှအဖွဲ့တွေကဂဒီလာစစ်တယ်အကုန်လုံးအောင်နေဗျာနောက်ဆုံးအဲ့စာအုပ်တုံးမလုံလောက်တာဆိုတော့ဘာပြောကြရမရှိတော့ဆရာဒီအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့ဆိုတာလုံထုံးလုံနေရဲ့အခက်အခဲတွေအပြင်ဆရာပြောတဲ့စကားထဲမှာငွေကြေးရဲ့တောင့်ထားနိုင်မှုကလည်းတော်တော်ရေးပါနေတာနော်ဟုတ်တယ်အဲ့တော့အလုပ်တစ်ခုလုပ်မယ်ဆိုရင်စတွေးကြရကျွန်တော်တွေးတာပေါ့နော်မြန်မာပြည်အကြောင်းလည်းပဲအဲ့လိုပဲဟုတ်ဆိုတော့ဒီလုပ်မယ်ဒီလုပ်ရဲ့ကုန်ကြစိတ်နှစ်ဆရှိမှအလုပ်တစ်ခုလုပ်တာတော့အကောင်းဆုံးပဲမဟုတ်ဘူးဆိုရင်ပထမနှစ်ကဘယ်လုပ်ပဲဖြစ်ဖြစ်ရှုံးပါအထောက်စံပဲဒါကျွန်တော် formula ပေါ့နော်ညီဟိုအကြောင်းစိတ်စဖွင့်သွားလဲပထမနှစ်ကအရှုံးလို့တက်တာပဲဒါပေမဲ့မရှုံးတော့မရှုံးခဲ့ဘူးဒီမှာလည်းဘာလုပ်ဖြစ်ပထမနှစ်ကရှုံးမယ်ဒုတိယနှစ်ကအရင်ရမယ်တတိယနှစ်မှသမင်းစားနိုင်မယ်လို့တွေ့ရတယ်အဲ့လိုပါဒုက္ခတော့ business တတိယနှစ်မှခုနကပြောတဲ့အကျိုးအမြတ်ဆိုတဲ့ဟာမြင်ရမှာလို့တွေးထားတာဖြစ်တဲ့အတွက်အဲ့ဒီအတွက်ထီရတော့3နှစ်လောက်ထီတော့တောင်းခံနိုင်ဖို့ကနောက်ခံ backup plan ကရှိနေဖို့လိုအဲ့လိုမှမဟုတ်ဘူးဆိုရင်ဘယ်လို့ပဲဖြစ်ဖြစ်ခဲရင်းမယ်လို့ထင်ပါတယ်နော်ဆက်ဆက်လုပ်ချင်းဆိုတော့ဘန်ချင်းဝင်ပါညာရောမရသေးဘူးပေါ့နော်နိုင်ငံရဲ့တက်ရှိစနေရဆိုရင်ရမှာမဟုတ်သေးဘူးဆိုတော့အကုန်လုံးက operation plan ပြပြီးတော့မှ
အကုန်လုံးက cash flow ရှိတာ cash ပဲပြမှာ ဒါဆိုရင်ဒီပညာရေးနေပင်ရင်မဟုတ်ဘဲနဲ့ဆရာအကြံပေးချင်တာကအခုနောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဂျပန်မှာမြန်မာလူမျိုးတွေလည်းအများများလာတာဖြစ်တဲ့အတွက်ကိုယ်ပိုင်လုပ်ငန်းတွေကိုလုပ်ချင်နေကြတဲ့ဒီနောက်မျိုးဆက်တွေအတွက်ရောပေါ့နော်ဒီလုပ်ငန်းတစ်ခုကိုကုန်ကြမဲ့ကုန်ကြစည်ရဲ့အတွက်ရင်မဟုတ်ဘဲနဲ့နောက်ဖက်မှာအနည်းဆုံးဒီလုပ်ငန်းရဲ့ကုန်ကြစည်ကိုပြန်ဆယ်ပြီးမဲ့ဘက်ကနှစ်ဆသုံးဆလောက်ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တယ်လို့ပြောတာပေါ့နော်ဟုတ်တယ်အဲ့တော့အကောင်းဆုံးအဲ့ဒီစီးပွားရေးတစ်ခုအတွက်ပေါ့နော်ဂျပန်နိုင်ငံမှာစီးပွားရေးတစ်ခုအတွက်အကြံပေးရမယ်ဆိုရင်ပထမနေ့ရှုံးမယ်အဲ့ဒါကိုကြည်ကြည်နက်နက်ကြီးလက်ခံရင်လုပ်မယ်ဒုတိယနေ့အရင်လေးရမယ်အဲ့ဒါကိုကြည်နဲ့ရင်ဆက်လုပ်မယ်တတိယနေ့ထမင်းစားနိုင်မယ်စတုထနေ့အရက်ကလေးတောင်းနိုင်9နှစ်မြောက်ကြရင်အဲ့ဒီအရက်ကိုကျွန်တော်တို့ကဘားသွားပြီးတောင်းနိုင်နားရဟုတ်တယ်နိဟုတ်ပြီနော်ဒါ9နှစ်မြောက်ဆိုရင်ဒါ6နှစ်မြောက်9နှစ်မြောက်ဆိုရင်ဘားတောင်မှတခြားနိုင်ငံဘားကိုငါတောက်လို့ရတယ်ဆိုအခြေအနေလေးအဲ့တော့အဲ့ဒီအတွက်ဆိုတာကအောက်တဲ့9နှစ်လောက်ကလုပ်ငန်းတစ်ခုရင်းနှီးမှရမှာဟုတ်9နှစ်လောက်မှလုပ်ငန်းတစ်ခုမရင်းနှီးပဲနဲ့မလုပ်နိုင်ပဲနဲ့ဆိုဘူးဆိုရင်စမလုပ်တာကောင်းမဟုတ်ရင်အဲ့ဒီမှာတင်စပြန်မဲ့အချိန်မှာတောင်ကျိုးပြီးစိတ်သက်ကြတာရောငွေကြီးဆုံးရှုံးမှုရောနဲ့ဘလို့မှနလန်ထူမှာမဟုတ်ဘူးအခုမြန်မာတွေအများစုဆိုင်တွေဖွင့်ကြတာတွေ့နေကြတာပဲเนาะကိုရဲတို့ရောအဲ့တော့အများစုကပတ်စံလေးရှိရဲ့သိန်း900 1000ဆိုတာရှာရင်တယောက်က4-5နှစ်စုရတာပဲလीเนาะဒါပေမဲ့900 1000ရှိတိုင်းထောက်ဖွင့်လိုက်ကြတယ်ဘက်ကပလန်လည်းမရှိဘူးဘယ်လိုသွားမယ်ဆိုတော့စီမင်းစီကံလည်းမရှိဘူးဘယ်လို promotion စီးမယ်ဆိုတဲ့ဟာလည်းမရှိဘူးပတ်စံလေး900 1000ရှိစဖွင့်တနည်းလောက်ထိတော့ပြဿနာမရှိလေတနည်းလုံးစာပေးထားတာဒုတိယနေ့ကျတော့ပျောက်သွားပြန်ရောတချို့ဆိုတနည်းကိုမခံဘူးဟိုရောက်မယ်ဒီရောက်မယ်ဖြစ်ကုန်တာအဲ့တော့ဆိုင်ဖွင့်ခြင်းတဲ့လူတွေအလုပ်လုပ်ခြင်းတဲ့လူတွေအတွက်အကြံပေးရမယ်ဆိုရင်တော့ backup plan စဉ်းစားထားဖို့ရအရှုံးကိုရင်ဆိုင်ရဲဖို့ရှုံးခဲ့ရင်တော့ငါဘာဆက်လုပ်မလဲဆိုတဲ့ဟာရဒီကြိုတင်ပြင်ဆင်ထားတာတော့အကောင်းဆုံးပဲလို့ထင်ပါတယ်နော်လူတိုင်းအောင်မြင်တယ်မတဲ့အောင်မြင်မှာဆိုတော့နော်ဒါလိုရှိနိုင်တာဆိုတော့စမှာတော့အောင်မြင်မို့ဆိုတာ90%လောက်တေးကြတယ်မအောင်မြင်တာအဲ့တော့ဒါပေမဲ့ရေရှည်သွားရင်တော့ဘယ်လို့ပဲပြီးအောင်မြင်ပါတယ်ရေရှည်သွားနိုင်ဖို့အထိပြင်ဆင်ရမှာပေါ့နော်အဲ့ဒီအတွက်ကြိုတင်ပြီးတော့သူများဆိုင်ဖွင့်လို့အောင်မြင်နေဟာငါတို့လည်းဆိုင်ဖွင့်အောင်မြင်မှာပဲဆိုရင်လိုက်ဖွင့်တော့ထုံးစံမြန်မာတွေ့ကျွန်တော်တို့ငယ်ငယ်ကဟာသူများလက်ဖေးဆိုင်ကဖွင့်လို့အောင်မြင်လက်ဖေးဆိုင်လိုက်ဖွင့်တာလေဟုတ်လားကိုင်းရဆိုင်လေးအောင်မြင်နေကိုင်းရဆိုင်လေးတက်ဖွင့်ပေါ်လာအဲ့တော့တအိမ်သားလက်ဖေးဆိုင်လေးတအိမ်သားကိုင်းရဆိုင်လေးလေအဲ့တော့ဘာဖြစ်သွားလဲဆိုသူချိုးမရှိဘူးသူတော့မှချိုးရှိမနေစီးပွားဖြစ်သွားလားဆိုတော့လေထူပြီးစီးပွားဖြစ်မသွားဘူးရေရှည်လုံနိုင်အောင်တည်ဆိုရင်တော့ဖြစ်မယ်လို့ထင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့မြန်မာလူမျိုးတွေခုနောက်ပိုင်းအများစုတွေးလာကြတာပေါ့လေလုပ်ငန်းရှင်ဖြစ်ခြင်းတွေတို့ကိုယ်ပိုင်အလုပ်လုပ်ခြင်းတွေတို့ဆိုင်ထိုင်ဆိုင်လုပ်ခြင်းတွေဆိုတဲ့သူတွေနဲ့လည်းအပြောလွယ်သလောက်အလုပ်ကတေချာကိုစဉ်းစားပြီးမှလုပ်မယ်ဆိုတဲ့နိအကြံဉာဏ်ပေးချင်တာပေါ့နော်ကြံဉာဏ်ပေးရမယ်ကောင်းပါနော်လုပ်ငန်းတွေပေါ်လာတာရယ်မြန်မာနိုင်ငံသားအခုဆိုရင်တပိန်ကွယ်ကျော်မနှစ်သိန်းကျော်ရှိတာတော့မှဆိုတော့မြန်မာ business တွေအခုဆိုလည်းအများကြီးပဲဖြစ်လာပြီဆိုတော့ကောင်းတဲ့အချက်တွေလည်းပြောလို့ရတယ်လို့ဒီတတိထားစရာလေးတွေရှိနေတယ်ဆိုတာပေါ့နော်လောက်တာလည်းကောင်းတယ်ဆိုတာလည်းနောက်တစ်ခုပေါ့နော်ကြမယ်ဆိုပဲလေနော်နောက်တစ်ခုထပ်ပြီးကြံပေးရမယ်ဆိုရင်ခုနပြောသလိုပေါ့သူများလက်ဖေးဆိုင်ဖွင့်ငါလိုက်ဖွင့်မယ်သူများကွာဆိုင်ဖွင့်ငါလိုက်ဖွင့်မယ်ဆိုတာမျိုးမစင်စားပဲနဲ့သူများအောင်မြင်နေတိုင်းကိုအောင်မြင်မှာမဟုတ်တာနော်အဲ့တော့သူများမလုပ်တဲ့အလုပ်လေးတွေဆန်းလုပ်စေချင်မတူကွဲပြားတဲ့အလုပ်ဗတိအခုအများစုဖွင့်တဲ့စားသောက်ဆိုင်တွေဖွင့်တာစားသောက်ဆိုင်တွေအများကြီးစားရလို့မရှိရင်စားသောက်ဆိုင်ဖွင့်ဘာတိတ်ပဲမရှိဘူးနော်အဲ့တော့စားသောက်ဆိုင်ကိုမဟုတ်ဘဲနဲ့ချဘာလုပ်မလဲကျွန်တော်အတွေ့ရတော့မတူတဲ့ဟာကိုလုပ်စေချင်တာစားသောက်ဆိုင်ဖွင့်ရင်တော့မှသူများနဲ့မတူအောင်ဘာလုပ်မလဲconcept တခုခုမတူတာဘယ်လိုမတူတဲ့ဟာလုံးမှပဲအောင်မြင်ပါလေဒီခုနကမွဲပြပဲဆိုဒီနီးကဒီမြတ်တာလုပ်တယ်ငါလာလုပ်မယ်ဆိုရင်ဘာမှလည်းမထူးနေဘူးဆိုရင်ဖွင့်လကားကြီးပဲလို့ထင်တယ်လုံးမယ်ဆိုရင်လည်းပဲခုနကအကျိုးအကြောင်းတွေတွေးထားတဲ့အပြင်သူများနဲ့မတူတဲ့အလုပ်ဘာလုပ်မလဲပဲသူများနဲ့မတူတဲ့ service ပေးနိုင်မှရမှာလေတူရဲဆိုရင်တော့ခုနကဟုတ်တယ်တူရဲဆိုရင်တော့ဘာကောင်းတဲ့ service ပေးနိုင်ရမှာဆိုတယ် value added တာပါကိုဆိုင်မှာပဲရနိုင်တဲ့ဆိုတဲ့เนาะspecial လေးမလုပ်နိုင်ရင်တော့ထူးလို့ထင်တာပဲမှတ်သားစရာတွေကြည်ပါပဲဟ
ဟင် ဟုတ်ဆိုတော့ကျွန်တော်တို့ဟုတ်အချိန်နဲ့နည်းနည်းပါဖြစ်လာပြီဆိုတော့ကနည်းနည်းဒီလုံးချုပ်ပိုင်းလေးကို ဟုတ်ပါလေအောင်ပေါ့နော် ဟုတ်ဆိုတော့ကတော့ခုနကျွန်တော်တို့ဒီတိုင်းသမီးစားကြရင်ပြောတာကိုပြောချင်ကြတယ်တခုရှိတယ်ပေါ့နော်မြန်မာနိုင်ငံတွေအတွက်ကိုပြောချင်တာခုနကပြောသွားတဲ့လုပ်ငန်းလုပ်စင်တဲ့လူတွေပြောတာလည်းတခုရှိနေလို့ပေါ့နော်နောက်ထပ်ဒီကျောင်းသားတွေပေါ့နော်အခုဆိုကိုကကျတော့ကျောင်းအောင်ကြီးလို့လည်းပြောလို့ရတယ်ကျောင်းဆရာလို့လည်းပြောလို့ရတယ် အုတ်ကြီးပါ ကိုယ်တိုင်တင်တယ်ကိုယ်တိုင်လည်းကိုယ်တိုင်လည်းစီးပွားအဲ့ဒါကိုလည်းစီးပွားရေးအနေနဲ့အောင်မြင်အောင်လည်းလုပ်တယ်ပေါ့နော်ဆိုတဲ့အခါမှာဒီဂျပန်နိုင်ငံကိုခုဒီလူငယ်တွေရဲ့ဟိုပက်ကန်ရှင်တရားအနေနဲ့လည်းပါဝင်ဒီလူငယ်တွေဘက်ကိုဒီအမှားစကားလို့ပြောပြပြပေးနေတာလေးနဲ့ဆုံးသက်လိုက် နဲအိမ်မှာတင်မောကြီးကိုပဲ့ကင်မောင်းနေတဲ့နေရာမှာပဲ့ကင်မောင်းနေတဲ့နေရာမှာဒီတင်မောကြီးပေါ်မှာလိုက်ပါစီးနေလာတဲ့ခီးတွေလို့ပြောလို့ရတဲ့ចောင်းသူចောင်းသားတွေအတွက်ပေါ့အဲ့ဆိုကိုចောင်းသူចောင်းသားဆိုရင်နှစ်ပိုင်းဖြစ်မယ်အခုကနေစပြီးတင်မောကြီးပေါ်ကိုစီးမဲ့ចောင်းသားတွေရောတင်မောကြီးကိုစီးခဲ့တဲ့ចောင်းသူចောင်းသားတွေရောအတွက်ပါပြောရလဲ ခီးခုလိုရောက်သွားပြီပေါ့နော်အဲ့တော့သုံးပိုင်းခွဲပြောရအောင် ဟုတ် ခုနကိုရဲပြောသလိုចောင်းသားအတွက်နှစ်ပိုင်းနဲ့ ဟုတ် သူတို့ကိုဝန်ဆောင်မှုပေးနေတဲ့လူတွေ အော် ရောပေါ့နော် ဟုတ်ကဲ့ အဲ့တော့မလာသေးတဲ့လူတွေကိုရင်စပြောမယ်ဆိုရင်ဘယ်ကနေစပြောရမလဲဆိုရင်နံပါတ်1ပေါ့ဂျပန်လာခြင်းနဲ့ဆိုရင်သိကြရဲ့ဂျပန်စကားတက်အောင်ရင်လုပ်ပြီးလာခဲ့ပါ อืม မဖြစ်မနေဂျပန်စကားတက်မှာရအောင်အနည်းဆုံးတူရီလော်ထီမှာမတက်ဂျပန်မလာစေချင်ဘူး อืม ဒါနံပါတ်1ပေါ့ပြီးရင်အိမ်မက်တစ်ခုပါလာစေချင်တယ် อืม ခုလာမဲ့ကလေးတွေကိုငါဘာဖြစ်အောင်လုပ်မလဲဂျပန်ရရင်ပြီးရောဆိုရင်ဟုတ်တယ်ရောက်တော့ပြချင်ဘာဆက်လို့အောင်ဒီလမ်းနေပြောင်းဟိုရောက်နေပြီးသားဒုတိယပန်းလူတွေဖြစ်နေပြဿနာအဲ့ဒါပဲရောက်သွားပြီဘာဆက်လို့အောင်မသိနေဘူးလေအဲ့ဒါဟိုပြေးဒီပြေးတွေဖြစ်ကုန်အများကြီးပဲလေဆိုတော့အဲ့တော့အိမ်မက်တစ်ခုဘာလုပ်မလဲဆိုအိမ်မက်တစ်ခုပါလာဘူးပြကြရင်တောင်းကြကြပြကြကြ อืม နေနိုင်ဖို့ဟိုဘောကြော့ဆိုတဲ့ဟာတွေပေါ်နေပေါ်စားစိတ်တွေဟာလိမ်မမတက်ခင်မြန်မာပြည်မှာအကုန်ထားခဲ့ อืม အဲ့ကျွန်တော်စာတင်တဲ့ကျောင်းသားတွေကိုအမြဲတမ်းပြောတဲ့စကားတစ်ခုရှိတယ်ပေါ့နော်ဂျပန်စာနိဗ္ဗာန်မဟုတ်ဂျပန်စာငရေတွင်နော်ဂျပန်စာငရေတွင်ငရေတွင်အဲ့ဒါအပြင်ကျွန်တော်ကျောင်းသားဘာပြောလဲဆိုငရေတွင်အပြင်ဂျပန်ဆိုတာလို့ဟိုနည်းနည်းတော့စကားရရင်မှာပါအိမ်နာတွင်လို့ချီတွင်မကောင်းတာတွေအောက်မှာအပြည့်ရှိနေ တူတူနဲ့ဖြစ်ပြောလိုက်တာလက်ပြည်နဲ့ငရေဒီနှစ်ခုလုံးရှိတယ်ဒီစင်းလို့လည်းတာတက်လို့လည်း ဟုတ်တယ်ဒါပေမဲ့ခုနပြောသလိုလေလိုအပ်ချက်တွေအပြည့်စုံပါလာတဲ့လူတယောက်တော့ကနိဗ္ဗာန်ဖြစ်ဖြစ်ဟုတ်တယ်ဒါပေမဲ့ခုနပေါ်စားနဲ့လာမယ်လို့တွေ့ပထမဆုံးစတွေ့ရမှာကဟုတ် အိမ်သာတွင်းတွေ့ရမှာ ဟုတ် အဲ့တော့ဂျပန်ကိုလာမယ်ဆိုကြတဲ့ကကျွန်တော်တပည့်တွေအမြင်နဲ့ပြောတာပါလဲဆိုတော့မင်းတို့အိမ်သာတွင်းတွေကိုဝင်မဲ့လူအားလို့ချီကြိုက်လို့သွားမှာနော်အဲ့တော့ကြိုက်လို့မှတွင်းထဲကိုခုံချတွားပြီးသားဖြစ်တဲ့အတွက်လို့မင်းတို့တွေချီးပေမှာမကြောက်နဲ့ อืม ပြောချင်တာက ဟုတ် တောင်းကြပြကြနေနိုင်မှာရအောင်မြန်မာပြည်မှာရှိတဲ့ပေါ်စားတွေအကုန်လုံးဖျောက်ခဲ့အခုနကပြောလို့ဒီဘက်မှာကိုဒီရောက်လာရင်တွေ့ရမှာဘာလဲဆိုကိုအောက်ဘာရှိလဲလို့မင်းအဖြေတစ်ခုပဲရှိရကိုအောက်ဖက်နှက်ရှိရောက်ခါစားလူတွေတော့ကကိုအောက်ဖက်နှက်ပဲရှိ ဟုတ် အဲ့တော့အားလုံးရဲ့အခိုင်ခံဘဝနဲ့စရမှာဖြစ်တဲ့အတွက်ဘဘမှာရှိတဲ့ခဏငါတတိသားတို့ငါဘဒုသားတို့ဘာငါဘောကြောနေတာမမဘွိုင်းတို့ပပဘွိုင်းနေပါလေအကုန်လုံးထားခဲ့လေမော်မတက်ခင်မှာအကုန်လုံးထားခဲ့ပြီးတော့ဒီရောက်ရင်ငါတောင်းကြနေနိုင်ရမယ်လုံနိုင်ရမယ်စားနိုင်ရမယ်ဆိုပြီးတော့လာပြီးတော့ရည်ရွယ်ချက်တစ်ခုပါပြီးစာကောင်းကောင်းသင်ခဲ့ပြီးမှလာပါလို့အကြံပေးခြင်း ဟုတ်ကဲ့ ဒါကလာမယ် ဟုတ်တင်မောကြီးကစတင်မယ်တဲ့အတွက် စတင်မယ် ဟုတ် ပြီးတော့အဲ့ဒီလူတွေအတွက်လည်းထပ်ပြီးတော့တစ်ခုပေးချင်တာတိုးတက်နေတဲ့ခေတ်ကြီးမှာအလိန်ခံရတယ်လို့ဟာလားဆိုတဲ့ဟာကကျွန်တော်ကအရင်တော့လိန်တဲ့လူအဖြစ်ပြောတယ်လိန်ရဲ့ကြတာဒီပတ်စံတွေဒီကအုံဖက်ဆိုထွက်လာတာမဟုတ်ဘူးချွေးတွေနဲ့ရင်းပြီးမှရတဲ့ပတ်စံတွေမင်းတို့မလို့လိန်ရဲ့ကြတယ်အရင်သူတို့ပြဿနာရှာဘူးတယ်နောက်ပိုင်းမှာကျွန်တော်အဲ့ဒီအတွေ့ပျောက်သွားတယ်လိန်ငယ်ဆိုတာကဘာဖြစ်လို့လိန်တာလဲဆိုရင်အလိန်ခံတဲ့လူရှိလို့လိန်တာလေဟုတ်တယ်အလိန်ခံတဲ့လူသာမရှိရင်လိန်တို့ဘလောက်လိန်ဘာရမှာမဟုတ်ဘူးလိန်အဲ့လိုဂျပန်မှာတောင်းစားမရှိတယ်လို့မျိုးပေါ့ထိတ်မဲ့လူမရှိဘူးဘယ်သူမှတောင်းစားတော့အဲ့ဒီတိုင်းမှာအလိန်ခံမဲ့လူမရှိရင်ဘယ်သူမှမလိန်တော့အဲ့တော့လိန်တဲ့လူတွေရှိနေရတာကကျောင်းသားတွေရဲ့လိလာအထုံနဲ့လို့
အခုကိစ္စပိုတော့မှတည်းအချက်လက်ကမှားတာနော် ဒီလို IDKG online KG ထဲမှာ keyboard တစ်ချက်နှစ်ချက်ထောက်လိုက်တာ ਨੇ ဘယ်ကောင်ဘယ်သူဘယ်လောက်ကဘာလုပ်နေတန်းတည်ရဲ့ KG မှာမအားနေကြပါနဲ့အဲ့တော့အားလို့ခံရနေဆိုရင်ဘယ်သူမှသားမပြောနဲ့ကိုအသုံးမချလို့မှဘာဖြစ်လို့ဆိုတော့လိန်တဲ့လူကသူ့လုပ်သူလုပ်မှာသူ့အလုပ်ကလိန်တဲ့အလုပ်လေသူ့အလုပ်သူလုပ်နေတာသူမမားဘူးလို့ကျွန်တော်တတ်မှတ်လိုက်ပြီသူ့အလုပ်သူလုပ်နေတာအဲ့တော့အလိမ်မခံခြင်းရင်အလိမ်မခံအောင်ကြိုးစားကျွန်တော်တို့ကတောသူတောင်သားကိုမဟုတ်အဲ့တော့လာခြင်းပြီဆိုရင်တောသူတောင်သားလည်းထည့်မပြောနဲ့ကဘာကြီးကြည့်ပဲ အနည်းဆုံးတော့မြန်မာသားလည်းတက်တယ်အင်တာနက်ကလည်းတော့မှလည်းတုံးလို့ရနေပြီဆိုတော့ yes Facebook တော့သူပဲတုံးနေဆိုတော့ Facebook မှာတော့မှရှာလို့ရတာပဲ မေးလိုက်ပါ group ပေါင်း1600ဒီလူသွားကျင်တာအစင်ပြေလာလို့မေးပြောချင်တဲ့လူတွေကိုအများကြီးပဲပြောပြရစီဆိုတဲ့လူတွေကြီးပဲเนาะအဲ့တော့တလိန်ကိုင်းနေရတဲ့လူတွေဆိုရင်ခုနကသူတို့အရင်တော့တနာတယ်ခုနမတနာတော့ဒါပွင့်နေတော့အလိန်ကိုင်းရပြီဆိုရင်ကိုယ်အသုံးချလို့မှတ်ပါလို့ပဲပြောချင် လေးလာပါစုံစမ်း လိန်လာပါမင်းများမှာစုံစမ်းပါเนาะ ဟုတ်ကဲ့ တယောက်တည်းပြောတဲ့စကားကိုမယုံဘူးပါ မယုံနဲ့သွားချင်တယ်လို့ပြောတရက်လောက်ရန်ကုန်မြို့ပတ်လိုက်တာနဲ့ဝန်ဆောင်မှုတွေစုံစမ်းလိုက်တာနဲ့နားလဲပါပြီဒီချောင်းနဲ့တက်ပြီးဒီချောင်းနဲ့လာတယ်ဆိုတာသိတယ်ပဲမရှိဘူးမေးပါလို့တော့ပြောချင် အနည်းဆုံးတော့2ကြောင်း3ကြောင်းလောက်ပတ်မိနိုင် လေးกว่าဆိုတာဖြစ်တာ ဒါကအခုလာမယ်ဆိုပြီးဂျုံးပြီးလုပ်နေတဲ့လူတွေ ဟုတ်ကဲ့ အဲ့တော့သူတို့ပုတ်ပေးမယ်ဆိုတဲ့လူတွေအတွက်ဥပမာအကြောင်းဒီ agency ကိုလည်းပြောချင်တာကတင်းတင်းလျောက်ပတ်တဲ့ဝန်ဆောင်မှုနဲ့ကိုပေးလိုက်တဲ့ယူလိုက်တဲ့ပတ်စံကတန်တဲ့ဝန်ဆောင်မှုလေးတော့ပေးစေချင်တယ်သူတို့အတွက်ဟိုဘလောက်ယူရမယူပါတော့ပတ်စံမယူဘဲနဲ့လကားလုပ်ပါမပြောပါဘူးဘာဖြစ်လို့လဲဆိုစီးပွားရေးလုပ်ကြတဲ့ကပတ်စံလုပ်ချင်တယ်လုပ်တာနေနော်ဒါပေမဲ့ကိုယူလိုက်တဲ့ပတ်စံကနဲ့ကိုပေးလိုက်တဲ့ဟာတန်ရတန်ကြီးပြန်ပေးနိုင်အောင်ကြိုးစားကြပါအဲ့ဒီကြမှာပဲအားလုံးကနှုတ်နှစ်ဖက်အဆင်ပြေပါလေနော်အဲ့တော့တန်တယ်ကြီးမပေးနိုင်ဘူးဆိုသူရှိလူလာမှာမဟုတ်ဘူးလူမလာနဲ့သူလည်းစီးပွားဖြစ်မှာမဟုတ်အဲ့တော့ဒါကဝန်ဆောင်ပေးနေတဲ့အဖွဲတွေအတွက်ပြောချင်တာတခု ဟုတ်ကဲ့ နောက်တစ်ခုကတော့ခုနကိုရေပြောသလို ဟုတ်ကဲ့ ရောက်ပြီးသား ဟုတ် ကျွန်တော်ဂျိုမဆင်လာတဲ့ဂျိုသားတွေအတွက်ပြောချင်တယ်ဟုတ်တယ်ရောက်ပြီးသားလူတွေကဂျိုမဆင်လာတာခုနကဘာမှမလုပ်ဘဲနဲ့ဝုန်းဆိုရောက်ချလာဟုတ် ဂျပန်ဟိုဘာမှလည်းမလေ့လာဘူးဂျပန်ကလည်းပဲဟုတ်တယ်မတက်ဘူးဒီမှာလည်းပဲပေါ့ပေါ့နေပေါ့ပေါ့စားတယ်အဲ့တော့ဘယ်ကနေလာလဲဆိုမြန်မာနိုင်ငံရဲ့စကတဲ့ကဟိုမိဘတွေကနေတာသမီတွေကိုအချစ်လွန်တာကနေလာတာပေါ့နော်ချစ်လွန်တာဖြစ်တဲ့တက္ကသိုလ်ဒီထမင်းလိုက်ကြွေကြတာလေနော်တက္ကသိုလ်ဒီတောင်းလိုက်ပို့ကြတဲ့မိဘတွေပေါ့နော်အဲ့လိုမိဘတွေရဲ့တာသမီတွေပို့ဆိုတယ်ဘာမှမတည်တည်ရောက်ကြလာပေါ့ကြောဒီမှာခုနပြောသလိုဒုက္ခပါတောင်းချောင်းတယ်တွေ့လိုက်တဲ့အချိန်မှာရွေချက်ပါမလားအပွားတွေပြစ်ကြတယ်လေအများအပွားတွေပြစ်တယ်ဆိုတာမကောင်းတာဖြစ်သွားတာကိုပြောတာမဟုတ်ဘူးเนาะရွေချက်ကြီးပျောက်သွားတာလေအဲ့တော့ဘာလို့မလဲတောင်းနဲ့လာတောင်းပြီးသားဟာဒုက္ခတဲ့ခံတို့ဟာထွက်ပြေးတို့ဆိုတဲ့ဟာတွေဖြစ်လာကြတာဖြစ်တယ်ဒီမှာအဲ့သူတို့တွေအတိုင်းလုပ်ရင်ဘာဖြစ်လဲဆိုတော့ရောက်ပြီးသားအခုဂျိုမဆင်လာတဲ့လူတွေเนาะသူတို့တွေကအဲ့လိုလုပ်တယ်သူတို့ကတော့လောလောဆယ်ဘာမှမဖြစ်နေနောက်လာမဲ့လူတွေကပြဿနာတွေအများကြီးပဲဖြစ်လာ history တခုလည်းမြန်မာနိုင်ငံကလာတဲ့လူတွေ ဟုတ်တယ်အဲ့တော့ဒီဘက်မှာရှိနေတာစံပိုင်းတွေကလည်းပဲကိုတောင်ဝင်ကိုယူပြီးတော့မှန်မှန်ကန်ကန်လေးနေထိုင်စားတောက်ပြီးတော့ဟိုစီကံပြေဝတော့လူဂျပန်နေရဲ့လူဒန်းစားမှာစန့်ဝင်နိုင်တဲ့စီကံလေးနဲ့သူစီကံလေးနဲ့သူနေဘာပြဿနာမှမရှိပါဘူးသူတို့လည်းပြောချင်တာစီးနေပေါင်းနဲ့လေနေပြီးတော့ကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုကကိုနိုင်ငံကိုပြဿနာမဖြစ်စေတော့ brand image ပေါ့နော်မြန်မာဆိုတဲ့ brand ကကျွန်တော်အမေကျွန်တော်လေးမောတက်ခန့်ကြီးမှာအမေကပြောလိုက်တဲ့စကားလေးနဲ့ပဲညီကုန်းချုပ်ကြတာပေါ့နော် ဟုတ်ကဲ့ ဘာလဲဆိုတော့တားတယ်ဒါညီကိုညရှိတန်းရဲတယ်ပြောစရာတော့အများကြီးမရှိဘူးတဲ့တခုပဲတဲ့ချိန်တာလုပ်လို့ရတယ်တဲ့နှစ်ခုတော့မလုပ်နဲ့တဲ့မင်းလုပ်လိုက်တဲ့အလုပ်ကားတဲ့မင်းမိသားစုကိုနာမည်ပြည့်စေမဲ့အလုပ်တဲ့နဲ့မင်းလုပ်လိုက်တဲ့လုပ်ရတစ်ခုကြောင့်မင်းကိုမွေးဖွားပေးလိုက်တဲ့နိုင်ငံဂုဏ်သိက္ခာတည်ကြမဲ့အလုပ်နာမည်ပြည့်မဲ့အလုပ်တဲ့အဲ့ဒီနှစ်ခုတော့မလုပ်နဲ့သားရဲတဲ့ဂျန်နာတော့ချိန်တာလုပ်တယ်ဂျပန်သွားကျင်နေတဲ့စိတ်လေးနဲ့ပဲအဲ့ဒါလေးပဲအောင်ရတယ်ဂျပန်ရောက်လာဂျပန်ကတော့ပြန်စဉ်းစားငါဘာမှလုပ်ကြလည်းမကြမ်းတော့ဘူးအဲ့ဒါလေးနဲ့ပဲခုနလူတွေကိုပြောချင်တာဘာပဲဖြစ်ဖြစ်ကိုလွတ်လိုက်တဲ့အလုပ်က ဟုတ်ကဲ့ မင်းတို့မိသားစုနေနဲ့မင်းတို့ရဲ့အနာဂတ်မင်းတို့နောက်ကလာမဲ့လူတွေရဲ့ပြဿနာမဖြစ်စေနဲ့
မင်းတို့လုပ်လိုက်တဲ့အလုပ်ကမင်းတို့နိုင်ငံအတွက်အမဲစက်မဖြစ်စေနဲ့အခုဂျိုမားစင်ရောက်နေပြီးသားဂျိုမားစင်လာတော့ဂျိုသားလေးများကိုပြောချင်တာကတော့အဲ့ဒါလေးပါဟုတ်ကဲ့ပါ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကဲပါဒီ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ တော်တယ်မစား